ကြတော့ရွှေစင်ကပေါ့နော်ဒီလိုမျိုးပေါ့နော်သူများခန္ဓာကိုယ်ထဲမှာရောကိုထုတ်ထားတဲ့ပစ္စည်းတွေများရှိနေမလားပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ရဲတွေကကြတော့အဲ့လိုလိုက်ဖန်နိုင်တယ်အားကြောင့်မလို့ဒီနေ့တော့အဲ့ဒါလေးကိုစမ်းပြပါမှာဖြစ်ပါတယ်ပရမောက်ဆုံးနမူနာအနေနဲ့ကြိုက်တဲ့ပစ္စည်းတစ်ခုယူပြရပါရင်တရားတော့ဒီခရုံးလေးပဲယူလိုက်ပါတော့ဒီတောင်းလေးပေါ့တာဆောက်ရတယ်ဟီဟီသုံးဝင်လို့ဒီဒါဒီလုံးမဲ့ဟာနေဆိုရင်အသုံးဝင်လေအဲကြောင့်ပါဒါလေးကိုလုတ်ထားပြီပါလုတ်ပြီးဒီကတော့ဒါကိုယူထားပါမယ်ယူပြီးဒီဘွိုင်းမှာကြည့်ပါပဲဘွိုင်းမှာလည်းပေါ်ပါတယ်ကြည့်ပါတယ်ကြည့်ပါဘွိုင်းမှာလုံးဝမပေါ်ပါဘူးဘွိုင်းမှာလုံးဝမပေါ်ဘူးနော်ခင်းမှာကိုကြည့်ပါခင်းမှာမရှိရဘွိုင်းမှာဘယ်လိုလုပ်ပေါ်ဒီမှာလောက်ကြည့်ပါဘွိုင်းကိုသွားလိုက်ပါမှာဘွိုင်းကိုတော့ပါရှိပါတယ်ဒါကြီးကိုသွားလိုက်ပါရှိပါရှိပါတယ်ဒါဘွိုင်းကိုသွားလိုက်ပါရှိပါတယ်ခပ်ပနာကိုသွားလိုက်ပါ first မရှိပါဘူးအဲ့ဒါဆိုကြီးကသူများခန္ဓာကိုယ်လေးဝင်လိုက်ပါမယ်ဝင်ဖို့အတွက်ကဒီကကြတော့တယောက်ခန္ဓာကိုယ်လေးတွေ့တဲ့လူနဲ့ပဲအကြောင်းကလူနဲ့ဝင်လိုက်ပေါ့နော်အဲဒီသူ့အရင်ချောတယ်ပြောတော့လုံးနေကြီးမမအရင်ချစ်ဖို့ကောင်းအဲ့ဒါမို့ဒီမမအနောက်ကပဲလိုက်ပြီးလုပ်လိုက်တယ်ဒီမမဒီအတန်းနဲ့ဆိုရင်ကြီးတယ်ပေါ့ဒီမမရချောတယ်ပြောပြီးတော့မမဒီကခေါ်มาလို့ရှိပါတယ် let's go ခေါ်ကြမယ်ခေါ်ပါမယ်ခေါ်ပြီးတို့ကသူ့ကိုဝစ်စာလေးလေးပြီးကပါမယ်ဝစ်စာကတော့ဒီဝစ်စုံပါဒီလိုလေဝစ်စာလေးပြီးပါနော်ဒီတော့ကျတော့ဘာဝစ်စုံလေးပြီးရမှာလဲဆိုတော့ဒီကတော့ charity ဟာနဲ့ပြီးတော့လိုက်တော့ပါအင်္ဂလိပ်လို့ရှုပ်ပါwater sleep ကိုလည်းပေးပါလဲပြီးဒီကခြိလိုက်ပါပြီသူ့ကိုခြိလိုက်ပါခြိလိုက်ပြီးတော့ဝိုင်းဟောင်းသွားလိုက်ပါအဲ့မှာ point ခြိလိုက်ပါမယ်ဘယ်ရတစ်ခါထပ်ခြိလိုက်ပါမယ်ထပ်ခြိလိုက်လက်တတလေးဖြစ်သွားပါလိမ့်မယ်အဲ့ဒါဆိုရင်ကြီးကသူ့လက်ချလိုက်ပါလက်ချလိုက်ပြီဆိုတာနဲ့ကွာလောကမှာဖြစ်ပါတယ်အဲ့ဒီသူဝတ်ထားတဲ့ဝတ်စုံပြန်လေးပေးလိုက်ပါအဲ့ဒါဆိုရင်တို့ကြည့်ကြပါမယ်ရှိပါတယ်အဲ့ဒါကြောင့်မလို့ပဲရဲတွေကနောက်ရောက်ခံလိုက်နိုင်တာပဲဖြစ်လာပါမယ်ဗီဒီယိုလေးကိုအဆုံးထိလိုက်ကြည့်ပြီးရတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ရှင်ဘိုင်ဘိုင်